ကဲဒါမနေ့တော့ပါနော်ဗီဒီယိုဖိုင်လေးစိတ်ပူနေကြမှာဆိုလို့ရိုက်တင်ပေးလိုက်တာရွှေကစ်လေးသပင်ကိုညှက်လိုက်တာပေါ့နော်ဘလို့ဖြစ်သွားပြီတော့ဆိုဒီမှာမြင်တဲ့အတိုင်းပါပဲမြင်တဲ့အတိုင်းမှာဆိုဒီမှာလေဟိုအညီလေးမဟုတ်တော့ဘူးလေချွန်နေနဲ့လေအဲ့လိုတွေဖြစ်ကုန်ပြီမြင်တဲ့အတိုင်းပါပဲရှင်အမြဲတမ်းဟိုအေးကသူ့အမေကတော်တော်သပင်ကောင်းတာဆိုတော့လေတော်တော်သပင်လိုမှသပင်ကမရှိပါဘူးလိုမှသပင်ကတမြင်ပဲရှိရလူကိုအဲ့လိုတွေလုပ်လိုက်တော့ဘာမှမကြံတော့ဘူးဒီနေ့မနေ့ကသူအဲ့လိုလှုပ်ထားတာမနေ့ကလှုပ်တာညဘက်ကြီးဆိုတော့ခေါင်းလျှော်ဖို့ကကြတော့ညဘက်ကြီးဆိုတော့ချင်းကလေရန်နောက်ကျနေတော့ညဘက်ဆိုတနေ့ကုန်လဲအပူတွေကခေါင်းလျှော်လိုက်တဲ့အချိန်မှာအပူတွေပြန်ပြီးတော့နင်းမကောင်းဖြစ်မှာဆိုလို့ဆိုပြီးတော့ခေါင်းတော့မလျှော်လိုက်ဘူးပေါ့နော်ဒီနေ့ကျတော့အဲ့ဒါခေါင်းလျှော်မိုးချိုးခေါင်းလျှော်ပြီးတော့လေဖုန်းလေးလက်ဆက်မေးကြမပန်လို့ဆိုလို့ရှိရင်အိမ်မှာရောက်လာတာသပင်လာကြည့်ရတယ်မနေ့ကအဲ့လိုမျိုးဆိုသပင်အရင်စိတ်ပူနေကြမှာဆိုလို့လေတကယ်အဲ့လိုပါဆိုမှရွှေကိတ်ကလေသူ့အမေတော်တော်သပင်ကောင်းတာဆိုတော့စောရင်းနိုင်ကြရမှာလေသပင်ကမကောင်းဘူးကွာစောရင်းကြရမှာသပင်ကအပါမျိုးမွေးကြရင်ပါတာပြောမနေနဲ့မွေးကြရင်ပပလေးပေါ့နော်ခုဒီသပင်ညက်ဆိုင်လည်းမသွားသေးဘူးအရှိသပင်ကတော့ကိုကတ်ကြီးနဲ့ချထည့်လိုက်တာပဲလှလာမသိဘူးညင်ပြီးရောဆိုကွာလိုမှသပင်ကမကောင်းပါဘူးဆိုမှဟိုပါလားဘီးလည်းအဲ့လိုပဲဘီးလည်းအဲ့လိုမျိုးသပင်အတွက်မြင့်ကြီးခုသပင်ဒီလိုဖြစ်သွားပြီလေဒီမှာလိုမှမရှိပါဘူးဆိုမှပဲဒီမှာသပင်ကအချွန်နဲ့အထက်တွေဖြစ်ကုန်ပြီဒီဘီးလေးလည်းကောင်းတယ်ဒီဘီးလေးကဖီးရတော်တော်တက်တာနဲ့အဆင်ပြေရှိရယ်ဒီဘီးလေးလည်းကောင်းတယ်အဲ့တော့အခုသပင်အခြေအနေကတော့မိနစ်တိုင်းမှာပဲဒီအတွင်းထဲတွေဆိုရင်သူကဒီအဖျားညက်တာမဟုတ်ဘဲနဲ့ဒီအတွင်းထဲတွေကိုလန်ပြီးတော့ညှက်ပစ်လိုက်တယ်လို့ဖြစ်သွားတာပေါ့နော်ဒီနေ့တော့ခေါင်းလျှော်ထည့်လိုက်တယ်အစကတော့ခေါင်းလျှော်တိုင်းသွားပြီးခေါင်းလေးလျှော်ပြီးတော့သပင်လေးပုံသွင်းမယ်ပေါ့ဒါပေမဲ့ခုကတော့ကို့မှာအချိန်လည်းမရှိတဲ့အတွက်ကြောင့်မို့လို့ခေါင်းလျှော်ရည်တိုင်းလေးပါလေကိုမသွားအားတဲ့အတွက်ကြောင့်မို့လို့အိမ်မှာပဲကိုလျှော်လိုက်တယ်ပေါ့နော်ကိုလျှော်လိုက်တယ် hair serum လေးနဲ့အခု hair oil လေးထပ်လိုက်မယ်ပေါ့နော် hair ကုတ်ပြောပါတော့ဒါလေးလူမယ်ဒါလေးအဖျားလေးလူလိုက်မယ်တကယ်ပါရွှေကင်းနေရတော့စိတ်ပူနေကြမှာဆိုလို့လာပြီးတော့သပင်လေးဒီလိုအနေထားရှိပါတယ်ဆိုတဲ့အကြောင်းပြတတာပါရှင်ပြေကကားကြီးတော့ပြေကကားကြီးဖြစ်သွားပြီဟိုသူကတောင်မြောက်တွေညှက်ပလိုက်တာဆိုတော့လေကိုကလည်းမသိဘူးချောကအရှိမဒီလိုပဲအလုံးလုံးနေကွာကမဲရင်မဲပြီးလှုပ်နေသူကအဲ့ဒါအနောက်ကနေပြီးတော့မမောင်သပင်လှလေးလှုပ်ပေးမယ်နော်ဆိုကိုကလည်းအနောက်ကိုလှည့်မကြည့်ဘူးအေးသမီးလှုပ်ပေါ့ကက်ကြီးနဲ့လေကက်ကြီးဆိုတာလေစိတ်ပူနေကြမှာဆိုလို့ဟိုလေလူကြီးကင်နဲ့ကက်ကြီးမဟုတ်ကလေးကင်နဲ့ကက်ကြီးတေးလေးအဲ့ပစ္စည်းတေးလေးဆိုကိုလည်းဘာမှမဖြစ်တော့ဘူးဆိုပြီးတော့ပေါ့နော်မပြက်တော့ဘူးတောင်ထင်ထားတာဘယ်ဟုတ်မလဲကိုကလည်းအစတော့ဒါတော့မသိဘူးကိုရေချိုးကန်နေကြမှာခေါင်းဖိလိုက်တဲ့ချိန်ကျမှခေါင်းလေးကနေအလွှာလိုက်ထွက်လာဒီမှာပြက်တဲ့အရာတွေနေအဲ့လိုလေးရှိပါတယ်ရှင်ကဲဒီနေ့တော့ရေမိုးချိုးခေါင်းလျှော်ပြီးပါပြီရှင်ကဲမတက်နိုင်ဘူးနောက်ခါကျမှနောက်ခေါက်ပေါက်ပေါ့နော်အဲ့တော့သပင်ကမွေးကြရင်အမေလည်းပါတယ်လေမျိုးနဲ့ယိုးနဲ့ပါတာဆိုတော့သပင်ကမထူနိုင်မထူတဲ့သပင်ကိုဒီလိုညှက်ခံလိုက်ရတော့ပိုပါသွားပြီပေါ့ရှင်တက်နိုင်ကိုကသပင်ကထူလာမှမဟုတ်တဲ့အတွက်ကြောင့်မို့လို့ရှိတဲ့သပင်လေးကိုတော့ဘာမှမဖြစ်အောင်တော့ထားတဲ့ကြားထဲကမှဒီလိုလေးဖြစ်သွားဆိုတော့လည်းဘာမှမဖြစ်ပါဘူးရှင်ကဲအစိတ်ပူနေကြမှာဆိုလို့ဒါလေးသပင်ကဒီလိုလေးပါလာပြတာပါ